ဒီနေ့တော့ကျွန်မဖုန်း8ထိုးနည်းလေးတင်ပေးမယ်เนาะဒီဖုန်း8ထိုးနည်းလေးအတွက်ကျွန်မတို့လိုအပ်တာကတော့ကျွန်မတို့ထိုင်းချီရှိတော့ထိုင်းချီလေးသုံးမယ်ပေါ့เนาะကဲထိုင်းချီမရှိဘူးဆိုရင်လည်းကိစ္စမရှိပါဘူးရှိတဲ့ချီလေးသုံးမှာအဓိကကတော့ကျွန်မတို့ကဒီလိုအောက်ခံတစ်သေးလေးနဲ့သုံးချင်တာပေါ့เนาะဒီလိုအောက်ခံလေးတွေကဝယ်လို့ရပါတယ်เนาะကျွန်မနားမှာလည်းရောင်းတယ်တခြားဆိုင်တွေမှာလည်းရှိပါတယ်အဲ့လိုမျိုးအောက်ခံလေးသုံးမယ်အောက်ခံထိုးနည်းလေးကိုတင်ပေးမယ်เนาะဒါ3mm အကလေးကိုသုံးပါမယ်ကျွန်မတို့ပေါ့เนาะအောက်ခံသုံးနည်းလေးထိုင်းချီလေးကိုသုံးလိုက်မယ်ပေါ့နော်ထိုင်းချီလေးတွေကထိုးကောင်းတယ်အဲ့တော့ကျမတို့ကရင်ဥဆုံးတရားလေးကိုကြတော့ဒီဘက်ကိုလန်ထားမယ်နော်လန်ထားပြီးတော့ရင်ဒီလိုမျိုးဒီတက်တက်လေးကိုကြည့်မယ်နော်တက်တက်လေးရဲ့ဒီအရှည်က1 2 3 4 5 6 9ပေါက်မှာကြတော့ကျမတို့ကတစ်ပေါက်မှာ3ခုစီ1 2 3ခုဒီဘက်လည်း1 2 3ခုထိုးပြီးတော့ဒီအလဲရော2ခုပဲထိုးမယ်ဒီအလဲကနေဒီနော်9ခုပြီးတော့ဒီအလဲမှာရှိနေတဲ့အပေါက်တိုင်းကိုကြတော့ကျမတို့က2ခုစီပဲထိုးမယ်ပေါ့နော်အဲ့တော့စပါမယ်ဒီဘက်ကရက်ကနေစမယ်ဒီမှာကျမတို့အခုအရင်ဆုံး chain 1လေးလုပ်လိုက်မယ်လုပ်ပြီးသွားပြီဆိုရင်ဒါက chain 1လို့ပဲခေါ်မယ်နော်တိုင်တိုလေးတစ်ခုလို့မခေါ်ဘူးပြီးမှတစ်ခါနှစ်ခါတိုင်တိုလေးထိုးပါမယ်နော်ပြီးတော့ပြီဆိုရင်ကျမတို့နောက်ထပ်တစ်ပေါက်မှာတိုင်တိုလေးတစ်ခါနှစ်ခါထိုးမယ်အဲ့လိုမျိုးပဲဒီနောက်တစ်ပေါက်မှာလည်းတိုင်တိုလေးတစ်ခါနှစ်ခါထိုးပါမယ်နော်နှစ်ခါထိုးမယ်နော်ထိုးပြီးသွားပြီဆိုရင်ကျမတို့ဒီမှာလည်းတိုင်တိုလေးတစ်ခါနှစ်ခါထိုးပါမယ်နော်ဒီလားတိုင်တိုလေးတစ်ခါနှစ်ခါနော်ပြီးဒီမှာလည်းတိုင်တိုလေးတစ်ခါနှစ်ခါဒါလေးတွေနဲ့ထိုးတော့လေသူကအိတ်ကလေးကပို့ပြီးတော့လဲတောင်းတယ်လှလဲလှတယ်ပြီးတော့ရင်ပို့ပြီးတော့လဲဈေးဝင်တာပေါ့နော် branded လည်းပို့ဆန်းတာပေါ့အဲ့လိုလေးဖြစ်သွားတာပေါ့တသက်ရလေးရှိသွားတယ်ပြီးတော့ရင်ဒါလေးကဈေးမကြည့်ဘူးနော်ဒီလိုအပြားတသေးလေးရလေသူကဖုန်း8ဆန့်စာလောက်လေးရမှာပေါ့နော်ဖုန်း8ဆန့်စာလောက်မှာတန်တောင့်တင်းတင်းထက်ထဲဝါဝါလေးနဲ့ရမယ်ကွယ်ပါချီနဲ့ထိုးလိုက်တဲ့ချီမှာလဲသူကလှတယ်ပေါ့နော်ကဲဒီလောက်ကကျမတို့ကဒီထီထိုးပါမယ်နော်ဒီထီတချမ်းတင်ပေးမယ်နော်တချမ်းအကွာနဲ့ကိုထိုးရမယ်ကဲဒီတောင်းရောက်သွားပြီဆိုရင်ဒီနားကိုကျတော့ကျမတို့3ခုထည့်ပါမယ်ဒီနေ့3ခုထည့်မယ်နော်ပြီးတော့ရင်ဒီမှာလည်း3ခုထည့်မယ်ဒီနေ့3ခုထည့်မယ်နော်ထည့်ပြီးတော့ရင်ဒီမှာကျကျွန်တော်တို့2ခုထည့်3ခုပဲထည့်မယ်နော်3ခုထည့်မယ်ပြီးတော့ရင်3ခု3ခါပြီးတော့ရင်အလဲမှာ2ခုထည့်ပါမယ်ပြီးရင်ဒီမှာ3ခုပြန်ထည့်မယ်ပြီးရင်3ခုပြန်ထည့်မယ်နော်ပြီးဒီမှာ3ခုပြန်ထည့်ပါမယ်နော်ကဲဒါဆိုရင်ကျမတို့ကျန်တဲ့အချမ်းကိုကြတော့ဒီမှာ2ခုစီထည့်မယ်ဒီတောင်းရောက်လာရင်3ခု3ခါ2ခုတစ်ခါ3ခု3ခါထည့်ပြီးတော့ဒီနားလေးမှာရှက်ကော့လေးနဲ့လာဆက်မယ်နော်ဒီခုကျမတို့ပေါ့နော်ဒီအညူလေးကအကုန်ထိုးပြီးသွားပြီဆိုတော့ဒီမှာရှက်ကော့ဆက်နီလေးတင်ပေးပါမယ်ဒီမှာပေါ့နော်ကဲပေါ့နော်အခုကျမတို့ဒီနားလေးရောက်သွားပြီဆိုရင်တော့ဘာလုပ်ရမှာလဲဆိုရင်ဒီမှာ3ခုထိထိုးမယ်နော်ဒါကျမ3ခုရှက်ကော်လေးဆက်တာပြချင်လို့ပေါ့နော်ထိုးပြီးသွားပြီဆိုရင်ဒီမှာပထမဆုံးလှုပ်ထားတဲ့ဒီတိုင်တိုလေးနေရာမှာချင်းလေးလှုပ်ထားတဲ့နေရာမှာရှက်ကော်လေးလာထည့်ပါမယ်နော်ရှက်ကော်လေးထည့်မယ်နော်ထည့်ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာချင်းလေး2ခါလုံးမယ်နော်2ခါလုပ်ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာတစ်ချမ်းပဲနော်ဒီအပေါက်လေးရဲ့တစ်ချမ်းကိုပဲအကိုထဲချီကိုယူကျမတို့ဒီတင်တိုင်ရှည်လုပ်ပါမယ်နော်ဒီတင်တိုင်ရှည်တစ်ချမ်းကိုဒီတင်တိုင်ရှည်တစ်ခုတစ်ပေါက်စီပေါ့နော်တစ်ပေါက်မှာတစ်ခုစီကျမတို့ဒီတင်တိုင်ရှည်လေးတွေကိုတစ်ချမ်းစီလုပ်ပါမယ်ဒါဆိုရင်2ခုလုပ်ပြီးသွားရင်ဆိုရင်ကျမတို့ကချင်းလေးဒီအောက်ဆုံးတန်းကိုတော့ကျမတို့ဒီတင်တိုင်ရှည်တစ်ခုတစ်ပေါက်စီအပြည့်လုပ်မယ်နော်ဒီလိုအပြည့်လုပ်မယ်နော်ပြီးတော့ရင်အပေါ်အတန်းမှာကျမပတ်တန်ဖော်ပါမယ်ဒါမှလည်းအောက်ဆုံးတန်းမှာလည်းဖော်ချင်ရတယ်ပေါ့နော်အဲ့ဒါအောက်ဆုံးတန်းမှာပဲဖော်လိုက်တော့မယ်ဖော်ဖို့အတွက်ဒီမှာတေးတင်တိုင်ရှည်လေး2ခုလုပ်ပြီးသားဆိုရင်ဒီမှာချင်းလေး2ခုလုပ်ပါမယ်အောက်က2ပေါက်ကိုကြောတတိယပေါက်ကနေတေးတင်တိုင်ရှည်လေး2ခါပြန်လုပ်မယ်နော်
ပြီးတော့ပြီဆိုရင်ကျမတို့ချင်းလေးနှစ်ခါပြန်လုပ်မယ်ချင်းလေးနှစ်ခါလို့အောက်ကနှစ်ပေါက်ကျော်မယ်တတိယပေါက်ကနေတီးတင်တိုင်ရှိနှစ်ခါပြန်လုပ်ပါမယ်နော်ပြီးရင်ချင်းလေးနှစ်ခါပြန်လုပ်မယ်အောက်ကနှစ်ပေါက်ကျော်တတိယအပေါက်ကနေတီးတင်တိုင်ရှိလေးနှစ်ခါပြန်လုပ်မယ်ပြီးရင်ချင်းလေးနှစ်ခုလို့အောက်ကနှစ်ပေါက်ကျော်တတိယအပေါက်ကနေကျမတို့တစ်ချမ်းပဲလုပ်တယ်နော်အဲ့ဒါလေးကိုကျမတို့ဒီတိုင်းလေးပေါ့နော်အကျဉ်းကြီးကြော့ပြီးတော့ပတ်လဲထိုးသွားပေးရပါမယ်နော်အဲ့လိုမျိုးဒီဟာဆိုရင်တော့နည်းနည်းတော့ပေါ်တာပေါ့နော်အကဲကိုကအဲ့လိုမပေါ်ချင်ဘူးဆိုရင်ပတ်တန်ကတော့အဲ့လိုဝင်ပါနော်အဲ့တော့ကျမတို့ကအခုဒီမှာအခုပေါ့နော်ကျမတို့ရှက်ကော်လေးနဲ့ဆက်ပြီးသွားပြီဆိုရင်နောက်တစ်တန်းကျတော့ကျမတို့ကချိန်ဝမ်းလေးလုပ်ပြီးတော့ဒီမျိုးတစ်ချမ်းမှာပဲနော်တစ်ချမ်းမှာပဲကျမတို့တိုင်တိုလေးတွေတစ်ခုစီထိုးပေးပါတစ်ချမ်းပဲထိုးမယ်နော်3 mm အလေးနဲ့ပဲထိုးပါမယ်တိုင်တိုလေးတွေတစ်ခုတစ်ပေါက်ပတ်လဲထိုးပေးရပါမယ်ရှင်တစ်ချမ်းပဲထိုးမယ်နော်အရေးကြီးတယ်တစ်ချမ်းပဲထိုးပါမယ်ကဲဆိုရင်ဒါလေးပတ်လဲတိုင်တိုလေးတွေတစ်ခုစီထိုးပေးပါအောင်ရှင်အခုတော့ကျမတို့ထိုးတာပေါ့နော်ဒီမှာတိုင်တိုလေးကအဆုံးသက်နာထိရောက်သွားပြီဒီနာလေးထိထိုးမယ်နော်ထိုးပြီးတော့ရင်ကျမတို့ကဒီမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်နော်ဆက်ပြီးတော့ပြီဆိုရင်နောက်တစ်တန်းအတွက်ချင်းလေးနှစ်ခုလုံးမယ်နှစ်ခုလုံးပြီးတော့ရင်ဒီမှာတီးတင်တိုင်ရှည်လေးပေါ့နော်ဒါနှစ်ခုလုံးကိုထိုးပါမယ်နော်နှစ်ခုလုံးထိုးပါမယ်တီးတင်တိုင်ရှည်လေးနှစ်ခါထိုးမယ်ထိုးပြီးတော့ရင်ပတ်တန်ဝင်တော့မယ်ပေါ့နော်ချင်းလေးနှစ်ခုလုံးမယ်အောက်ကနှစ်ပေါက်ကိုကြော်မယ်တီးတင်တိုင်ရှည်နှစ်ခါထိုးပါမယ်ဒါလေးကတော့ကျမတို့နှစ်ခုလုံးကိုဖြတ်ပြီးတော့ထိုးရမယ်နော်ဒါပတ်တန်လေးပေါ့နော်ဒီလိုမျိုးလေးဖြစ်မှာပေါ့ပြီးတော့ရင်ဆိုရင်ကျမတို့ကချင်းလေးနှစ်ခုပြန်လုံးမယ်အောက်ကလည်းတစ်ပေါက်နှစ်ပေါက်ကျော်တတိယပေါက်ကနေနှစ်ခုလုံးကိုဒီအပွင့်လေးနှစ်ခုလုံးကိုဖြတ်တဲ့တီးတင်တိုင်ရှည်လေးနှစ်ခုထိုးပါမယ်တစ်ခုတစ်ပေါက်စီထိုးမှာနော်ပြီးရင်ချင်းနှစ်ခုလုံးအောက်ကနှစ်ပေါက်ကျော်တတိယပေါက်ကနေတီးတင်တိုင်ရှည်တစ်ခုစီထိုးပါမယ်ပြီးရင်ချင်းလေးနှစ်ခုလုံးအောက်ကနှစ်ပေါက်ကျော်တတိယပေါက်ကနေကျမတို့တီးတင်တိုင်ရှည်လေးတွေတစ်ခုစီထိုးပါမယ်ကဲခုဒါလေးကိုလည်းပတ်လဲလုပ်ပေးပါအောင်ရှင်ကဲခုပေါ့နော်ကျမပတ်လဲထိုးထားတာဒီနားလေးထိရောက်သွားပါပြီဘယ်နားလေးထိလဲဆိုရင်ဒီမှာပေါ့နော်ဒီမှာကြည့်ဒါဆိုနှစ်ခုစာပဲကျန်တယ်နော်ကွက်တိပဲသွားကြတယ်အဲ့တော့ချင်းလေးနှစ်ခုလုံးလိုက်တယ်လုပ်ပြီးတော့ရင်ပထမဆုံးစားခဲ့တဲ့တီးတင်တိုင်ရှည်လေးအောက်ကိုဖြတ်ပြီးရှက်ကော်လေးနဲ့လာဆက်ပေးလိုက်ပါတယ်နော်ဆက်ပြီးပြီဆိုတာနဲ့ချင်းဝမ်းလေးလုပ်တယ်ပြီးတော့ဒီတီးတင်တိုင်ရှည်ပေါ်မှာလဲတိုင်တိုလေးတစ်ခုဒီဘက်မှာလဲတိုင်တိုလေးတစ်ခုဒီချင်းလေးလုပ်ထားတဲ့နေရာမှာလဲတိုင်တိုလေးတွေတစ်ခုစီပြီးတော့ဒီတီးတင်တိုင်ရှည်အပေါ်မှာတိုင်တိုတစ်ခုပြန်လာတယ်နော်ပြီးတော့ဒီဘက်တီးတင်တိုင်ရှည်မှာတိုင်တိုတစ်ခုပြန်လာတယ်ပြီးတော့ဒီမှာကတိုင်တိုအပေါက်မှာတိုင်တိုနှစ်ခုစီဒီတီးတင်တိုင်ရှည်အပေါ်မှာကတိုင်တိုလေးတစ်ခုဒီဘက်တီးတင်တိုင်ရှည်အပေါ်မှာကတိုင်တိုလေးတစ်ခုအဲ့လိုမျိုးနဲ့ကျွန်မပတ်လဲထိုးသွားမယ်ထိုးပြီးတော့ရင်ကျွန်တော်တို့ဒီနေရာပြန်ရောက်မယ်ပေါ့နော်ဒီနေရာပြန်ရောက်ရင်ကျွန်တော်တို့ဒီတီးတင်တိုင်ရှည်နှစ်ခါချင်းနှစ်ခါအောက်ကနှစ်ခုကျော်တီးတင်တိုင်ရှည်နှစ်ခါချင်းနှစ်ခါအောက်ကနှစ်ခုကျော်ပုံစံလေးနဲ့ပတ်တန်ကိုဝင်သွားမှာပါကြည့်စထိုးလိုက်ရအောင်ကဲအခုကျမတို့ဒီနားလေးရောက်သွားပြီပေါ့နော်ဒီနားလေးရောက်သွားရင်နှစ်ခုထိုးပြီးသွားပြီဆိုတော့တီးတင်တိုင်ရှည်တစ်ခုစီမှာတစ်ခုစီပြန်ထိုးပြီးတော့ရင်ဒီလေမှာတိုင်တိုလေးနှစ်ခုထိုးပြီးတော့ဒီမှာရှက်ကော်လေးနဲ့ဆက်မယ်နော်ဒီအပေါ်ကထိုးတဲ့အတိုင်းလေးအပေါ်တကြောစီတူတက်သွားရုံပဲပေါ့နော်ပြီးတော့ကျမတို့ချင်းလေးနှစ်ခုလုံးမယ်လုပ်ပြီးတော့ဒီမှာနော်တီးတင်တိုင်ရှည်နှစ်ခါထိုးပါမယ်တစ်ခုတစ်ပေါက်နဲ့နှစ်ခုထိုးမယ်ထိုးပြီးတော့ဆိုတော့ကျမတို့ချင်းလေးနှစ်ခုလုံးမယ်လုပ်ပြီးတော့အောက်ကတင်းနှစ်ကိုကျော်ဒီမှာနော်ဒီတီးတင်တိုင်ရှည်ရဲ့တက်တဲ့တိုင်တိုလေးရဲ့အပေါ်အောက်အပေါ်ရဲ့အပေါက်ကနေကျမတို့တီးတင်တိုင်ရှည်ထိုးဒီတီးတင်တိုင်ရှည်လေးရဲ့တက်တဲ့တိုင်တိုအပေါက်ကနေတီးတင်တိုင်ရှည်ထိုးပြီးချင်းလေးနှစ်ခုလုံးလုပ်ပြီးတော့တယောက်ကတစ်ပေါက်နှစ်ပေါက်ကျော်တရည်ရည်ဒီတီးတင်တိုင်ရှည်ရဲ့အပေါ်ဒီတိုင်တိုအပေါက်လေးမှာအပ်တဲ့တီးတင်တိုင်ရှည်တစ်ခါပြီးနောက်တစ်ပေါက်မှာတစ်ခါအဲ့လိုမျိုးလေးထိုးလိုက်ရုံပဲနော်ဒါလေးကိုကျမတို့ကကဲကာလာဆက်ချင်တယ်ဆိုရင်တော့ကာလာလေးကိုပေါ့နော်ကိုအနေထားတစ်ခုလို့တစ်ခုရောက်ရင်ကျမကာလာဆက်ဖို့ထိုးမယ်ဆိုရင်တော့နောက်တစ်ပိုင်းမှာပြပေးမယ်နော်မဟုတ်ဘူးကာလာဆက်ဖို့အစီအစဉ်မရှိတော့အပေါ်ထိတက်သွားမယ်ဆိုရင်တော့ကိုလိုချင်တဲ့ပေါ့နော်ကိုလိုချင်တဲ့ဒီအနေထားပေါ့အိတ်လေးရဲ့အနေထားရောက်တဲ့အထိကိုကျမတို့အခုပြောသလိုဒီတင်တိုင်ရှည်နှစ်ခုချင်းလေးနှစ်ခုတီးတင်တိုင်ရှည်နှစ်ခုတဒန်းပြီးတော့ရင်နောက်ထပ်တဒန်းမှာတိုင်တိုလေးတွေတဒန်းပေါ့နော်အဲ့လိုမျိုးလေးအပေါ်တက်သွားရင်ရပါပြီရှင်မှန်နော်ဒီလိုမျိုးပဲနော်အိတ်ကလေးကတော့တော်တော်လေးလှလှလေးထွက်လာလိမ့်မယ်အပေါ်ထိဆွဲရှိထိုးသွားဖို့ပဲလိုတယ်ပေါ့နော်အောက်မှာဆိုရင်လည်းဖော်ထားတဲ့ဟာလေးကတော်တော်လေးလှတယ်နော်အဲ့ဆိုရင်လိုက်ထိုးလိုက်ရအောင်
လိုက်မယ်နော်ကဲကျွန်မအခု8ဒီထိုးတာပေါ့နော်အပေါက်နဲ့ပဲရေးလိုက်တော့မယ်နော်1 2 3 4 5 6 9ပေါက်လောက်ထိရောက်ပြီဆိုတော့အရောင်ပြောင်းတော့မယ်ပေါ့အရောင်ပြောင်းတော့မယ်ကာလာက3ကာလာထည့်မယ်ဒါကတော့ကိုစိုက်တဲ့လုံးလေးရတယ်နော်ဆိုတော့ကျွန်မတို့ကခြီကိုဖြတ်လိုက်ပါတော့မယ်မဟုတ်ဘူးကိုက1ကာလာပဲကြိုက်ပါတယ်ဆိုလဲ1ကာလာလုပ်လို့ရပါတယ်ဒီမှာပေါ့နော်ဒီနောက်လေးမှာဒီအားလေးကိုထည့်လိုက်မယ်ထည့်ပြီးတော့ဆိုရင်ကျွန်မတို့ကဒီချိုးထားလိုက်တော့မယ်ပေါ့နော်အဲ့တော့အလဲကာလာလေးဖြစ်တဲ့ပန်းရောင်လေးကိုယူလိုက်မယ်ပြီးရင်အပေါ်ဆုံးကာလာဟောကြတော့ကျွန်တော်တို့ဒီအသားလေးထည့်မယ်ပေါ့နော်အဲ့တော့3ရောင်ပေါ့စီစဉ်ထားတာပေါ့အဲ့တော့ဒီမှာပန်းရောင်လေးကိုယူပါမယ်ပန်းရောင်အစားလေးကဲပြီးတော့ပြီဆိုရင်စစောတော့ချီဖြတ်တဲ့နေရာနေပဲပြန်လာဆက်မယ်ကျိုးလည်းညိုတစ်ချောင်းစာလောက်ရှိရှိလေးထထားမယ်ပြီးတိုင်းကျွန်တော်တို့ဒီပေါက်ကနေစမယ်ပေါ့နော်ဒီမှာ chain 1လေးလုပ်မယ်လုပ်ပြီးတော့ပြီဆိုရင်chain နှစ်ခုလောက်မှာပေါ့နော်ဒီတင်တိုင်ရှင်နဲ့စမှာဖြစ်တဲ့ကြောင့်မလို့သူကတော့ဒီနားလေးပေါ့နော်ဒီတင်တိုင်ရှင်နေရာမှာတင်တိုင်ရှင်ပြန်ထည့်မယ်ထည့်တိုင်းဒီမှာလည်းတင်တိုင်ရှင်ထည့်မယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ chain လေးနှစ်ခုလုပ်မယ်လုပ်ပြီးတိုင်းဒီကျိုးလေးနှစ်ခုတစ်ခါတည်းတင်ပြီးထိုးမယ်ပေါ့နော်ဒီတင်တိုင်ရှင်ညမှာဒီတင်တိုင်ရှင်နော်ပြီးဒီမှာချင်းလေးနှစ်ခုပြန်လို့ဒီမှာလည်းဒီတင်တိုင်ရှင်ညမှာဒီတင်တိုင်ရှင်နောက်ပြီးချင်းလေးနှစ်ခုပြန်လို့ဒီတင်တိုင်ရှင်ညမှာလည်းဒီတင်တိုင်ရှင်ပြီးချင်းလေးနှစ်ခုပြန်လို့ဒီတင်တိုင်ရှင်ညမှာလည်းပေါ့နော်ကျွန်တော်တို့ဒီတင်တိုင်ရှင်လေးပြန်လုပ်ပါမယ်ကဲဒါဆိုချီရလဲကုံသွားပြီကွယ်ချီကုံသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒါကိုတစ်ခုလှုပ်ချင်တာလှုပ်လို့ရတာကြတော့ကျွန်တော်တို့ဒီအညိုလေးကိုနှစ်ခုလောက်ပဲထည့်လိုက်တော့ခဏနေမှာပဲဟောလိုက်တော့မယ်တိတ်မကြိုက်လို့ဒီတိုင်းလေးပဲထားလိုက်မယ်ပြီးမှပဲကျွန်တော်တို့ချုပ်အပ်ဖြစ်ဖြစ်သွားလေးနဲ့ဖြစ်ဖြစ်လှုပ်လိုက်မယ်နော်အဲ့ဒါလေးကပူလာတယ်ဒီတက်တက်လေးကိုတိုင်းလေးတော့ဆင်းသွားလိုက်မယ်လीနော်ပေါ်ဆိုပေါ်အောက်ဆိုအောက်အတိုင်းပဲလှုပ်လိုက်တော့ကဲရဆိုတာဆိုခြီဆက်တက်ပြီเนาะခြီရဆက်ပြီးတော့ရင်အခုကိုပြောသလိုပေါ့ကိုလိုချင်တဲ့အနေထားတစ်ခေါက်ခေါက်ရောက်ပြီဆိုရင်ကျွန်တော်တို့ခြီလေးဖြတ်လိုက်ပြန်ဆက်လိုက်ဖြတ်လိုက်ပြန်ဆက်လိုက်နဲ့လုပ်သွားရမှာเนาะကဲအဲ့ဒါဆိုရင်ထိုးပေးပါအောင်ရှင်သူကတော့ဖုန်းတစ်လုံးထည့်စားလောက်ကိုကြော်မှာဆိုတော့လေပေါ့เนาะဖုန်းတစ်လုံး site ထဲနည်းနည်းကြော်ပေးပါเนาะအဲ့ဒါမှအဆင်ပြေမယ်ကဲထိုးလိုက်ရအောင်ကဲဘာနော်ကျမတို့ကဒီအယောင်ဆက်ပြီးသွားပြီပေါ့နော်စောစောတော့အယောင်ဆက်တန်းလေးတင်ပေးရဲအဲ့အယောင်ဆက်တန်းပြီးသွားပြီဆိုရင်ကျမတို့ကဒီအပေါ်ကိုနောက်ထပ်ပေါ့နော်တစ်ပေါက်နှစ်ပေါက်သုံးပေါက်လေးပေါက်ငါးပေါက်6ပေါက်ထိတက်လိုက်ရတယ်နော်6ပေါက်ထိတက်တယ်တက်ပြီးသွားပြီဆိုရင်နောက်ထပ်ကတိုင်တိုလေးတွေပဲနော်တိုင်တိုလေးတွေပဲဒီကနေဆိုရင်1တန်း2တန်း3တန်းပေါ့နော်ဒီတင်တိုင်ရှိအပေါ်ကနေ1တန်း2တန်း3တန်းထိထိုးခဲ့ပေးရပါမယ်ဒါမှပဲကျမတို့ရဲ့အိတ်ကလေးရပါတော့တောင်းလှလှလေးဖြစ်သွားမယ်ပြီးသွားပြီဆိုရင်ကျမတို့ကဒီဟာလေးလုပ်ပါမယ်ဘာလေးလုံးမှလဲဆိုအတိုင်းတာလေးတိုင်းပြပေးမယ်နော်အတိုင်းတာကဒီတေးတင်တိုင်ရှိအပေါက်ထိပဲဆိုရင်9လက်မရှိတယ်ဒီအပေါ်ကတိုင်တိုလေး3တန်းနဲ့ပေါင်းလိုက်တဲ့အချိန်မှာခုံခွဲပေါ့နော်စင်တီမီတာအပြင်ဆိုရင်ကျွန်တော်တို့19စင်တီမီတာလောက်ရှိတယ်သူ့ရဲ့အကျယ်ကတော့ကျွန်တော်တို့10လက်မရှိမယ်ပေါ့နော်အဲ့လောက်လေးရသွားမယ်ရသွားပြီဆိုရင်ကျွန်တော်တို့ကကျိုးလေးကိုဖြတ်လိုက်တော့မယ်နော်ပြီးတော့ရင်ကျွန်တော်တို့ကဘာလို့မလဲဆိုတော့ဒီအိတ်လေးအတွက်လိုအပ်ချက်ကတော့ကျိုးဖြတ်ပြီးကျိုးလေးကိုတင်လိုက်ပေါ့နော်အောက်ထဲကိုပြန်ဆွဲတင်ထားလိုက်မယ်ဒီဟာလေးကိုဒီလိုအောက်ထဲလေးပြန်ထည့်လိုက်နော်ကဲပြီးတော့ပြီဆိုရင်ကျမတို့ကဘာလို့မလဲဆိုတော့ဒီလိုမျိုးလေးလိုပါမယ်နော်ဒီလိုမျိုးလေးတွေလိုမယ်ဒါလေးတွေကကြတော့လေတာပေါ့နော်လေတာနှိပ်တဲ့ဟာလေးတွေပေါ့ဟိုဘက်ဒီဘက်ကိုသူကပိတ်ပေးတဲ့ဟာလေးတွေနော်ဒီလိုမျိုးလေးတွေလိုပါမယ်ဒါလေးတွေကျမနာမမှာလို့ရတယ်ပေါ့နော်သူကတော့ဒီလိုမျိုးလေးပေါ့တချမ်းကဒီဘက်မှာကတ်မယ်ပြီးဒါလေးကိုဒီအောက်မှာထားမယ်ပြီးတော့ဒီလိုမျိုးလေးလာပိတ်မှာပေါ့နော်ဒါဆိုတော်လေးတက်တက်ရဖြစ်သွားပြီကွယ်အဲ့လိုမျိုးလေးနဲ့သုံးပါမယ်ပြီးတော့ပြီဆိုရင်ကျမတို့ရဲ့ကျိုးပေါ့နော်ကျိုးအတွက်ကကြတော့ဒီမှာဒီအောက်အရောင်ကိုသုံးမယ်နော်ကျိုးအတွက်ကအောက်အရောင်ကိုသုံးမယ်အခုကျိုးထိုးနည်းလေးတင်ပေးမယ်ပေါ့နော်ကျိုးကအရှည်ထိုးရမယ်ထိုးပြီးတော့ပြီဆိုတော့မှပဲကျမတို့ဒီမှာလာပြီးတော့ချိတ်မယ်ပေါ့နော်ကျိုးထိုးနည်းလေးတစ်ချက်ကြည့်ပေးပါကျိုးထိုးဖို့အတွက်ဆိုရင်ကျမတို့ကမနော်ဒီလိုမျိုးကျိုးလေးလုပ်ထားမယ်ပေါ့နော်ကျိုးနည်းနည်းလေးရှည်ထားလိုက်ပါကြောင့်လဲဆိုတော့ကျမတို့တစ်ခုနဲ့တစ်ခုစုချီဖို့အတွက်လေပြီးတော့ပြီဆိုရင်ကျမတို့ဒီမှာ chain ကလေး3ခုလုပ်ပါမယ်1နဲ့3ခုလုပ်မယ်လုပ်ပြီးတော့ဆိုရင်ကျမတို့က
နော်ဒီမှာချင်းလေး3ခုလုံးအမမချင်းလေး2ခုပဲလုပ်လိုက်နော်2ခုပါနော်2ခုပဲလုပ်လိုက်လုပ်ပြီးသွားရင်ဆိုရင်ဒီမှာကျမတို့အပေါက်ထက်အကိုထက်နော်တိုင်တိုလေးတစ်ခုလုပ်ပြီးသွားရင်ဆိုရင်ဒီလိုမျိုးတစ်ဖက်ကိုလဲလိုက်လဲပြီးသွားရင်ဒီမှာတူတာ2ခုရှိရနော်ဒီလို2ခုတောင်းလေးရှိရအဲ့2ခုတောင်းနဲ့အကိုပြန်ထည့်မယ်ကျိုးယူတိုင်တိုလေးတစ်ခေါက်လုပ်နော်ပြီးဒီလိုမျိုးလိန်ဟုတ်ကဲ့အခုကျမတို့ကျိုးလေးထိုးရမယ်ပေါ့နော်ကျိုးထိုးပြီးမှပဲစောစောတော့လေတာလေးချိတ်တာတင်ပေးမယ်နော်ကျိုးထိုးဖို့အတွက်ရင်ဦးစိုးဒီမှာချင်းလေး3ခုလုပ်ပါမယ်လုပ်ပြီးသွားပြီဆိုရင်ဒီဒုတိယအပေါက်မှာတိုင်လေးမနော်တစ်ခေါက်လုပ်မယ်ပြန်တော့တစ်ပေါက်မှာလည်းဒီလိုမျိုးလေးတစ်ခေါက်လုပ်ထားမယ်နော်လုပ်ထားပြီးသွားရင်ကျမတို့2ခုတစ်ခါ2ခုတစ်ခါကျစ်လိုက်မယ်နော်ကျစ်ပြီးသွားပြီဆိုရင်ကျမတို့ဒီမျိုးလှည့်လိုက်ပါနော်လှည့်လိုက်မယ်လှည့်ပြီးသွားပြီဆိုရင်ဒီအပေါက်ရယ်သူ့ရဲ့ဒီအောက်အပေါက်ရယ်နောက်ထပ်ဒီအောက်မှာရှိတဲ့အပေါက်ဒီအားလုံးနဲ့ထီကိုပေါ့နော်ကျိုးဖြတ်လိုက်ပါဒီမှာကျိုးယူပြီးတော့ဒီဟာတွေအားလုံးဖြတ်ပြီးတော့ဒီမှာထွက်လာလိမ့်မယ်နော်ဒီမှာ2ခုထွက်လာတွေ့လားအဲ့2ခုမှာကျမတို့တိုင်တိုလေးတစ်ခါကျစ်ပြီးရင်တစ်ဖက်ကိုလည်းဒီကွင်းရယ်နော်ဒီအောက်ကွင်းရယ်တွေကိုကျမတို့အက်ကိုထည့်ပြီးတော့ဆိုရင်ဒီမှာကျိုးယူနော်ကျိုးယူပြီးတော့ဒီမှာတိုင်တိုတစ်ခါကျစ်နော်ပြီးဒီကွင်းရယ်ကိုထဲအကိုထဲကျိုးယူတစ်ခါကျစ်နော်ပြီးဒီကွင်းရယ်တဲ့အကိုထဲကျိုးကိုယူတစ်ခါကျစ်နော်ပြီးတော့ဒီမှာဒီကွင်းတစ်ခါယူတစ်ခါကျစ်ပြီးရင်ဒီဘက်ထဲကနော်ဒီအောက်ကွင်းလေးကိုယူတစ်ခါကျစ်တွေ့လားဒီလိုမျိုးလုံးဖုံဖောင်းလုံးလေးဖြစ်ပြီးတော့တက်လာရမယ်နော်အဲ့ဒါလေးကိုဘယ်လောက်ထိပေါ့နော်ဒီကျမတို့ရဲ့ဒီကျိုးလေးကိုထားချင်တဲ့အနေထားတစ်ခုပေါ့လိုက်ပြီးတော့ကျမတို့ကဒီကျိုးလေးကိုအပေါ်ထိထိုးသွားပေးရပါမယ်နော်ကဲဆူထိုးလိုက်ရအောင်ကျမထင်တာတော့ဒီတစ်လုံးလုံးနောင်ကုန်သွားမယ်လို့ယူဆရတယ်ပေါ့နော်နော်တူအလေးနဲ့တူလေးဖြစ်သွားရင်နော်ဒီလိုဖောင်းလုံးလေးပေါ့နော်ချစ်စရာလေးထွက်လာပြီအဲ့လိုမျိုးလေးဖြစ်အောင်ရှည်လေးဖြစ်အောင်လုပ်သွားမယ်နော်ဒီမှာကျိုးလေးထိုးပြီးသွားပြီပေါ့နော်ဒီကျိုးလေးကဘယ်လောက်တိုင်းတာရှိလဲတစ်ချက်တိုင်းပြပေးပါမယ်ကျိုးလေးကတော့ပေါ့နော်ကိုယ့်နဲ့ကိုချိန်ညီပြီးလုပ်လဲရပါတယ်ကျမကတော့ကျမကြိုက်တဲ့ခါအနေထားလောက်ပေါ့နော်အဲ့ရဲ့အောက်ခြေရောက်သွားပြီဆိုရင်ကျမရက်လိုက်ပြီပေါ့နော်ပြီးတော့တိုင်းတဲ့အချိန်မှာလည်းပစ္စည်းတစ်ခုခုထည့်ပြီးမှတိုင်းတယ်နော်အဲ့ဒါမှပဲအတိုင်းတာတိကျရတယ်ဒါဆိုရင်မှကြည့်61လက်မခွဲပေါ့နော်စင်တီမီတာအဖြစ်ဆိုရင်တော့156စင်တီမီတာအထိထိုးလိုက်ပါတယ်ထိုးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါလေးကိုဖြတ်လိုက်တော့မယ်ပေါ့နော်ဖြတ်တဲ့အချိန်မှာကျိုးကိုနည်းနည်းလေးရှည်လေးထားခဲ့လိုက်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟိုဘက်နဲ့သွားဆက်မှာမလို့လေနော်ဒီလိုမျိုးလေးဖြတ်ပြီးတော့ဒီကျိုးလေးတွေကိုဒီလိုမျိုးလေးထည့်သွင်းလိုက်နော်ထည့်သွင်းလိုက်ဒီထိတ်မှာအထုံးလေးဖြစ်သွားလိမ့်မယ်ကျွန်တော်တို့အခုပြီးသွားရင်ဘာလို့အပ်မလဲဆိုတော့ချုပ်အပ်လေးလိုမယ်ပေါ့နော်သူချုပ်ရမှာဆိုတော့ချုပ်အပ်လေးလိုပါမယ်ချုပ်ပြီးတော့ဒီအေးရကြတော့ဘယ်နောက်ထဲမှာလဲဆိုရင်ကျမတို့ကဒီပေါက်ထိတ်ဆုံးပေါက်ကိုချမ်းဒီဒုတိယပေါက်မှာထည့်ပါမယ်နော်နှစ်ခုလုံးဖောက်ထည့်လို့ရတယ်ပြီးသွားပြီဆိုရင်ဒီဘက်မှာလည်းလိုမျိုးပဲကျမတို့ကဒီဘက်မှာကြတော့ပေါ့နော်ဒီလိုထိတ်ဆုံးအပေါက်ကိုချမ်းထိတ်ဆုံးအပေါက်ကိုချမ်းဒီမှာဒုတိယအပေါက်ကိုထည့်သလိုဒီဘက်မှာလည်းလိုမျိုးပဲထိတ်ဆုံးအပေါက်ကိုချမ်းအိတ်ကိုပေါ့နော်ကျမတို့တက်လေးထားရမယ်နော်အိတ်တက်မထောင်ဆိုမှတက်တယ်ဒီလိုမျိုးပေါ့နော်အိတ်ကိုတက်လေးထားမယ်ထိတ်ဆုံးပေါက်ကိုချမ်းပေးလို့ထဲအဲ့လိုမျိုးလုပ်မယ်လုပ်ပြီးသွားပြီဆိုရင်တချမ်းကကြတော့ကျမတို့ကဒီအထဲထဲမှာချီမှာပေါ့နော်ဒီအထဲထဲမှာချီမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာနော်ကျိုးဒီလိုမျိုးထည့်လိုက်မယ်အဓိကကဒီကျိုးလေးကကျမတို့ကဟိုဖြစ်နေလို့မရပါဘူးဘေးတက်လေးပေါ့နော်လိန်နေလို့မရအောင်နော်လိန်နေချီတဲ့ချိန်မှာသွားတက်တယ်အဲဒါကြောင့်မလို့အရင်ဆုံးဒါလေးကိုအရင်ဖြန်းရမယ်ပေါ့နော်ကိုကဒီမှာထွင်းနဲ့လိန်သွားတဲ့အပိုင်းလေးရှိရကွာအဲ့လိုမျိုးလေးမဖြစ်အောင်ဒီမှာကြည့်တယ်လိုမျိုးလေးပေါ့နော်အရင်အကောင်းဆုံးကတော့ကျမတို့ဒီထဲမထည့်ခင်အရင်ဖြန်းလိုက်ပေါ့နော်ဖြန်းပြီးတော့မှပဲလုပ်ရင်လည်းကောင်းပါတယ်နော်ဒီ
မနော်ဖြန်လိုက်နော်ဖြန်လိုက်ပါဖြန်ပါနော်ဖြန်ပြီးတဲ့ပြီဆိုတော့မှပဲအဲ့ဒီတဲ့သွားပြီဆိုတော့မှပဲကျမတို့ပြန်ထည့်မယ်နော်ပြန်ထည့်မယ်ပြီးတော့ရင်ဒါကကျတော့ဒီဘက်ထဲထိထည့်ပါမယ်ဒီပေါက်ထိထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုတော့မှပဲကျမတို့ဒီမှာလာပြီးတော့ဒီနှစ်ခုလေးကိုပေါ့နော်ဒီနှစ်ခုလေးကိုဒီလိုမျိုးလေးတွဲချုပ်ပါမယ်အဲဒီတွဲချုပ်အလေးယူပါမယ်ကဲကိုချုပ်အလေးရပြီဆိုတော့ပေါ့နော်ကျမတို့ဒီမှာလာပြီးတော့ချုပ်ပါမယ်နော်ဒီမှာနော်ဒါလေးကိုလည်းအရင်တဲ့မယ်နော်လုံးဝတဲ့ပြီလားဆိုတာစစ်ပြီးတော့မှပဲချုပ်ပါမတက်တဲနဲ့တော့ချုပ်လိုက်ရင်လာမှာမဟုတ်တော့နော်ဒီမှာပါနော်ကဲပြီးတော့ပြီဆိုရင်ကျမတို့ကဒီနှစ်ခုလေးဒီလိုတဲ့ထားနော်ဒီလိုလေးတိတ်ထားပြီးပြီဆိုတော့မှပဲဒီဘက်ထဲကဟာလေးကဒီဘက်ထဲကိုဝင်မယ်နော်ဒီကြိုးခဏစိတ်ထဲမထားနဲ့ပြီးတော့ရင်ဒါဒီဘက်ထဲကိုပြန်ဝင်ဒီနာပေါ့နော်ဒီနားလေးမှာပဲချုပ်မယ်နော်ဒီအစအဝနေမှာပဲကျမတို့နှစ်ခုလုံးတိတ်ပြီးဆက်ပါမယ်လုံးဝတစ်ဆက်ထဲလေးထင်သွားတဲ့ပုံစံလေးဖြစ်အောင်ဆက်ရပါမယ်နော်ဒါဆိုရင်ကိုချီဒီဘက်ပြန်ထုတ်မယ်ထုတ်ပြီးတော့ဆိုရင်ဒီမှာအစလေးပိုနေရတွေ့လားအဲအစလေးပိုနေရလေးကိုဒီမှာပြန်ထည့်မယ်ပေါ့နော်ဒီလိုမျိုးလေးနော်အဲလိုမျိုးလေးလုပ်ပြီးတော့ပြီဆိုရင်ကျမတို့အနာသက်ပေါ့နော်ပညာသက်ချီတုတ်တင်တာတုတ်ပြီးတော့ဆိုရင်ကျမတို့ရဲ့ဒီဟာလေးကပြီးသွားပြီပေါ့နော်ဒီအိတ်လေးကဒီကျိုးပြီးသွားပါပြီပြီးတော့ကျိုးဆက်ထားတဲ့ဟာကိုဒီအလယ်မှာပဲထားမယ်နော်သူကကျတော့အရန်တော့ဟိုတသားလေးဖြစ်သွားတဲ့အတွက်ကြောင့်မလို့အလယ်မှာမထားလဲရတော့ရပါဘောနော်ဒါပေမဲ့လည်းအလယ်မှာပဲထားပါမယ်ဒါဆိုကျမတို့ရဲ့အိတ်လေးကပေါ့နော်ပြီးတော့လောက်ရှိသွားပြီပေါ့နော်အခုကျမတို့ဒီနားလေးကိုဒီအလယ်လေးကိုဒီဟာလေးချုပ်ပါမယ်နော်အဲလေးချုပ်ဖို့အတွက်အဲ့ရဲ့ချီရလို့ပါမယ်အဲ့နဲ့ချီရလေးဖြစ်နိုင်မယ်ဆိုရင်တော့အယောင်တူလေးသုံးရင်ကောင်းတယ်ပေါ့နော်မဟုတ်ရင်လည်းအနီးဆက်ဆုံးလေးတော့ရှာဝယ်ပါအဲ့မှာပဲအဆင်ပြေမယ်နော်ပြီးတော့ရင်ဒါလေးကိုတောင်းချင်တယ်ဆိုရင်တော့ကျမတို့အတွင်းတက်ကနေ stiffener သုံးပေးရပါမယ်မဟုတ်ဘူးကိုကအတွင်းအိတ်ခံချင်တယ်ဆိုရင်လည်းအတွင်းထဲမှာအတွင်းအိတ်ခံပေးလို့ရပါတယ်ဒါကတော့ကျမတို့မီနီဘတ်လေးတွေပေါ့နော်မီနီဘတ်လေးတွေလေတာလေးသုံးထားတဲ့မီနီဘတ်ဆိုတော့ပေါ့နော်သူကထဲတာပေါ့အလားဘက်ချမ်းကကြတော့ကျမတို့ကဒီဟာဒီလိုမျိုးနှစ်ခုပူတာနောက်ဘက်ချမ်းပဲထားမယ်နော်အလားဘက်ချမ်းဒီရှေ့မှာထားမယ်ဒါကိုကျမတို့အလဲကိုယူလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာလက်ညှိုးနှစ်ခုတင်ပြီးတော့ဒီလိုမျိုးလေးတိုးလာမယ်နော်ဒါဆိုအလဲနော်ဒီကအလဲကြတယ်အလဲမှာကျမတို့ဒီဟာလေးကိုအရင်ထားမယ်ပေါ့နော်ဒီမှာအပေါက်လေးတွေရှိတယ်ဒီဟာလေးဒီလိုလဲတာဟိုလေးနဲ့သုံးမယ်နော်ကဲဒီမှာဒီဟာလေးအလဲပေါက်ဆိုဒီလိုမျိုးလေးပေါ့နော်ဒီနားလေးမှာကျမတို့ကအရင်ဦးဆုံးအနဲ့အချီလေးသုံးပြီးတော့ကျမတို့ရဲ့ဒီဟာလေးကိုဒီမှာချုပ်မယ်ပေါ့နော်ဒီဟာပဲအရင်တော့ဒီမှာထည့်မယ်နော်ကဲတော့ပြီးတော့ပြီဆိုရင်ကျမတို့ဒီဘက်ထဲကိုဝင်မယ်နော်ဒီမှာထည့်မယ်ဒီမှာနော်တစ်ခုပြီးတော့ရင်ဒီမှာပဲပြန်ထိုးမယ်ဒီနောက်ပြန်လာမယ်နော်အဲ့လိုမျိုးလေးပြန်ထိုးပြန်လာနဲ့အပေါ်တက်သွားပါမယ်
ဒီမှာချုပ်တယ်လို့မျိုးပေါ့နော်ဒီအထောင်းဖက်မှာကျတော့ကျမတို့ဒီမှာတက်တက်လေးချုပ်လိုက်နေနော်ဒီမှာတက်တက်လေးအဲ့လိုမျိုးပဲနောက်ဖက်မှာလည်းဒီအခုရှိတဲ့အတိုင်းတာအလဲပေါ့နော်အလဲကိုဒီလိုမျိုးတက်တက်လေးတက်မယ်တက်တက်လေးထည့်လိုက်မယ်နော်ဒီမှာဒီနားထိထည့်မယ်ထည့်ပြီးသွားပြီဆိုတော့မှပဲကျမတို့ဒါလေးကိုဒီလိုမျိုးလေးကွက်တီလေးဖြစ်အောင်ချုပ်မယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပါမယ်ကဲချုပ်လိုက်ရအောင်ဒီကချုပ်ရမှာဒီနာပတ်ပတ်လဲကွက်တီနော်ဒီကနေ့ကွက်တီထားပြီးချုပ်သလိုဒီနောက်မှာလဲဒီအပေါက်တွေကိုကျမတို့ဒီချုပ်လို့ရတဲ့နေရာနဲ့ကွက်တီလေးထားချုပ်ပေါ့နော်အဲ့ဒါဆိုရပါပြီတော့ကျမဒီမှာကျိုးလက်တက်ပြီးသွားပြီတရေပြားလေးလည်းချုပ်ပြီးသွားပြီနော်ရှေ့ရောအနောက်ကောချုပ်ပြီးပြီအတွင်းထဲလည်းချုပ်ပြီးသွားပြီဒါကတော့ logo ရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမဒီမှာ logo လေးတက်ထားတယ်ကဲကိုကဒီလိုမျိုးကို logo နဲ့ကိုမထုတ်ရသေးဘူးဆိုလဲ handmade logo လေးတွေကိုဒီလိုမျိုး color နှစ်ခုဆက်တဲ့ကြားမှာလာတက်ကြည့်နော်ဒါဆိုတော်တော်လေးပေါ်တယ်ပေါ့နော်ဒါကတော့အေးလေးပြီးသွားပါပြီသူထူ color အေးလို့ပဲခေါ်လိုက်တော့မယ်နော်ခဲ့ပါအဆုံးထိကြည့်ပြီးလိုက်ထိုးပေးရတဲ့ကျေးဇူးတင်ပါတယ်ဒီအတိုင်းလေးကိုပေါ့နော်ကျမတို့ဘယ်အယောင်မဲသုံးကိုကအောက်ကိုအရင်အပေါ်ကိုအနူးပြီးသွားရင်ဒီအရင်အယောင်တိုင်းကျိုးလေးသုံးမယ်တရေပြားလေးအနီးဆက်ဆုံးတူအောင်သုံးမယ်ဆိုရင်အရန်ကိုမှ classic ဆန်ပြီးတော့လာတဲ့အိတ်လေးတအိတ်တော့ထွက်လာမှာပေါ့နော်ကဲပါ